အားလုံးပဲမင်္ဂလာပါပေါ့နော်ဒီနေ့မှာစပီကာရဲ့ဒီကျွန်တော်တို့ဒီ YouTube မှာတင်ထားတဲ့ဗီဒီယိုလေးတစ်ခုကြည့်မိတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့စပီကာပြောတဲ့ချက်ထဲမှာသူကဒီကိုယ်ကိုလေအထင်ကြီးနေတာအထင်မကြီးတာတွေကအရေးမကြီးပေါ့နော်အဲ့ဒါတွေကိုဂီးမဆိုင်ဘူးဆိုတဲ့အချက်ကဆရာကိုအများကြီးရှေ့ရောက်စေရပေါ့ကျွန်တော်တို့တွေကပေါ့နော်အများကြီးတွေးနေရပေါ့နော်ကိုယ်မှာကိုယ်ဟိုထင်သေးများသွားမလားဆိုတဲ့တိမ်ငယ်စိတ်ပြီးတော့ကိုကဘာမှမဖြစ်သေးဘူးတကယ်ချင်းနေကြားမှာဆိုလို့ရှိရင်လည်းဘာမှဘယ်လိုပြောမလဲပေါ့နော်လုပ်ငန်းလည်းမရှိသေးဘူးပါဘူးပေါ့နော်အများကြီးပါပဲဒီဝင်ငွေပိုင်းဆိုင်ရာရောကိုအတွက်အားနည်းနေတဲ့အကုန်လုံးထင်နေရပါတော့ဒါမဲ့လေဒါကြီးကတိမ်ငယ်စိတ်တစ်ခုဖြစ်ရမှာမဟုတ်ဘူးသူလည်းသူ့ဘဝနဲ့သူရဲ့စူးစမ်းမှုနဲ့သူပေါ့နော်ကိုလည်းကိုယ့်ရဲ့စူးစမ်းမှုနဲ့ကိုအတိုင်းတာခုထီတော့ကိုစူးစမ်းနေကိုရောက်နေမှာပဲပေါ့ဒါလေးကိုကျွန်တော်တို့ကလက်ခံပြီးတော့ဒါလေးကိုလက်ခံပြီးတော့ကိုကနဲ့ကိုဘယ်သူမှကြိုးစိုက်ပဲနဲ့လုပ်နေတင်တယ်ပေါ့အဲ့ဒါလေးကိုကျွန်တော်ဒီဗီဒီယိုလေးမှာကျွန်တော်တွေ့ရဲအဲ့ဒီတော့ကိုလည်းသွားမြင်တယ်ကိုကသူများအထင်ကြီးပါမလားကိုအများထင်သေးသွားမလားပေါ့နော်အဲ့ဒါတွေကိုအများကြီးတွေးနေရပေါ့နော်အဲ့တော့ဒီနေ့ကစပြီးတော့အဲ့လိုမျိုးတွေမတွေးတော့ဘူးထင်ကြီးသည်ဖြစ်စေမကြီးသည်ဖြစ်စေဒါအရင်မကြည့်တာကိုယ့်ရဲ့ဖြစ်တည်မှုပဲကိုဘယ်လောက်ထိစူးစားတယ်ကိုယ့်ရဲ့မှတ်တမ်းမှတ်ရပါတော့ဒီဗီဒီယိုရိုက်တယ်ဆိုတာလည်းကိုဒီအရွယ်မှာဒီလိုတွေလုပ်ခဲ့တယ်ပေါ့နော်ဟိုနောက်ထပ်အရွယ်တစ်ခုရောက်သွားလို့ရှိရင်ကိုဒီရွယ်ကဒီလိုမျိုးတွေလုပ်ခဲ့တယ်ဒီလိုမျိုးစူးစားခဲ့ပါလားဆိုတော့ကိုယူမှုလေးတစ်ခုရှိနေတာပေါ့နော်ဟိုအများအထင်ကြီးတာမကြီးတာတွေကတပိုင်းပေါ့နော်သူတို့ရဲ့ရှောက်နေတဲ့လမ်းကြောင်းဒီသူတို့လမ်းကြောင်းဖြစ်ပြီးတော့ကိုရှောက်နေတဲ့လမ်းကြောင်းဒီကိုလမ်းကြောင်းဖြစ်တယ်အဲ့ဒါလေးကိုအတွေ့တစ်ခုရတဲ့အတွက်ဒီမှာလေးကျွန်တော်က record နေနေယူထားဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်